ကျွန်တော်အလုပ်မထင်လို့ပါခဏလေးနော်ပြောပါရဲ့တာတို့သမီးတို့ဘယ်နှကလေးယူအောက်ချပေးပါလားနော်ကလေးလေးရှိအလုံးကြောပါရဲ့တာတို့သမီးတို့လည်းအာနာပါရကျွန်တော်ဖက်နှက်ကြီးနဲ့တက်လာမိလို့ဖက်နှက်ပြန်ချွတ်လိုက်ပါမနစ်ကလည်းကျွန်တော်ဒီမှာပဲလာပြီးတော့ပြောဖူးပါတယ်မနစ်ကကျွန်တော်ဟောပြောပွဲကိုဒါတို့သမီးတို့နားထောင်ဘူးလားအဲ့ဒါဆယ်ရဲမအောင်နေကောင်းနေမနစ်ကစာသင်ကျောင်းကိုတက်ဖို့ဒီလောက်ပြောတာတော့နားထောင်မှုတယ်ဆိုတော့မင်းတို့ဆယ်တန်းမအောင်နေကောင်းနေလားကွာဟုတ်ပါပြီမနစ်ကဘယ်နှစ်တန်းတို့ငါလောက်နီနီတော်တာပဲကျုပ်ဆိုလို့ချင်းတန်းကို3နှစ်လောက်နေတာခတ္တိပဲဆရာမကကျုပ်ကိုပြောတယ်သူများကိုးတဲ့ကနေပြီးတော့ဆင်းရဲတက်တယ်နင်ဘာလို့ကြတာတော့ဆရာမကျွန်တော်ကြတာမဟုတ်ပါဘူးဒီအတိုင်းလဲပဲအတိုင်းနေတာပါကိုးတန်းကြလို့ရှစ်တန်းကိုပြန်ရောက်သွားတာမှမဟုတ်တာနော်မအောင်ကျင်တဲ့ကောင်တွေကြီးပဲကဲပါမနစ်ကနားထောင်ဘူးလို့ရှင်လဲဒီနှစ်လဲဆက်ပြီးတော့နားထောင်ပေးပါသားတို့သမီးတို့နော်အခုလို့ပြန်တွေ့ရတာဝမ်းသာပါတယ်โอเคစာပေဟောပြောပွဲကိုစပြီးတော့ပြောကြရအောင်ဒီထိတ်လီမှာကျွန်တော်ပုံလေးမြင်တော့ကျွန်တော်အင်မတန်မှတ်ကိုဝမ်းသာသွားတယ်ဘာဖြစ်လို့သိလားဒီလာမယ်ဆိုတော့ကျွန်တော်ကားရနေပြီးတော့ဆရာလည်းမနစ်ကနေရပါပဲဟောပြောပွဲဒီနေရာမှာပဲလုပ်လို့ဆို biography ပို့ယူပါမနစ်က biography ပါဆရာလည်းပုံကတော့မနစ်ကပုံတုံးတော့သိမကောင်းဘူးလေဒီနှစ်ပုံပို့ယူပါကျွန်တော်လည်းကားပုံမှန်တော်လို့ရှင်ဒီကမျက်မှန်တက်တာတော့ကျွန်တော်ပါဝါမျက်မှန်ချွတ်လိုက်ရင်ဘာမှမမြင်ဘူးဒါမှခက်တီနဲ့ဒီကမျက်မှန်တက်တော့ကျွန်တော်တပ်ပုံလေးကိုကျွန်တော်ပို့ပြီးပါတယ်ခဏနေကြတော့ဖုံးပြန်လာတယ်ဆရာလည်းပုံကဒီပုံမှန်သုံးပါကျွန်တော်ပို့ပြီးတဲ့ပုံမှန်သုံးပေါ့ခင်ဗျာပုံအစ်စ်လို့ချင်တယ်ဆိုကျွန်တော်ပို့ပြီးတဲ့ပုံမှန်သုံးပေါ့မသိတော့လို့ချင်တယ်ဆရာဘာဖြစ်လို့မသိတော့မှလဲကျုပ်ပို့ပြီးတဲ့ပုံကဘာမသိတော့ဆရာရှိလဲကျွန်တော်ပို့ပြီးတဲ့ပုံမရှင်းလို့လားရှင်းတယ်ဆရာရှင်းတာမှာကွက်ကွက်ကွင်းကွင်းကိုရှင်းနေတာဒါဆိုလို့ရှိရင်အဲ့ဒီပုံကိုဘာဖြစ်လို့မသုံးချင်ရတာတော့တူတူလေးပြန်ပြောတယ်ဆရာပို့ပြီးတဲ့ပုံကမြက်ကီတီအောင်ပုံဖြစ်နေတယ်ဆရာကိုယ်လည်းမျက်လုံးမမြင်တော့တွေးကြရနှိပ်တာမြက်ကီတီကျွန်တော်ဝင်လာတာနဲ့ရင်တထိတ်ထိတ်နဲ့အော်မြက်ကီတီအောင်ပုံဖြစ်နေတော့ခွိုင်းပြီဒီမလာနာထောက်နေတဲ့ကလေးတွေကိုကျွန်တော်အယံဝန်းသားပါတယ်ဘာဖြစ်လို့လဲဆိုတော့စိုက်ကရီရန်မြင်ရတော့ကျွန်တော်အမမတ်ချောကိုကျွန်တော်သတိရပါတယ်ကျွန်တော်ဝတ္ထုတွေဖတ်ကျွန်တော်ရုပ်ရှင်တွေကြည့်လို့ရှင်တော့သိမှာပေါ့ကြောက်တဲ့မုံနေမိုးထားတဲ့အိမ်ကမတ်ချောပေါ့စိုက်ကစီအမတန်ကျွမ်းပါတယ်အရှိတက်တဲ့မောင်းတက်ပါတယ်ဒါပေမဲ့မကွေ့တက်ပါဘူးပါပဲတခါကရင်ပြည်နယ်မှာနေတော့စိုက်ကနဲ့သူပြန်လာတယ်ကရင်လုံကြီးလေးတစ်ထက်လွန်းနဲ့ပါလာတယ်ကျွန်တော်မေးတယ်စက်ပင်မောကလုံကြီးကမှန်တောင်နဲ့ချိတ်ပြီးပါလာတာစက်ပင်မောကလူတယောက်ကိုစိုက်ကမှန်တောင်နဲ့လုံကြီးပါအောင်ချိတ်ဖို့ဆိုတာတောင်စကီးနဲ့တော့မဖြစ်နိုင်ပါဘူးအမစက်ပင်ရောမှောက်သွားသေးလားမမှောက်ပါဘူး
အဲ့တော့အမပြန်မကြည့်ဘူးလားအဲ့လူဘလုံနေတော့ငါပြန်လှည့်ကြည့်တယ်ဘလုံနေတော့အဲ့လူကငါကြည့်တော့ဓာတ်တိုင်မှာပြေးဖတ်မရင်လားကျွန်တော်နာမည်ကစောကြည့်ပြဖြစ်ပါတယ်ဟုတ်တာပေါ့မင်းစောကြည့်ပြကရင်မို့လို့စောကြည့်ပြဖြစ်တာပေါ့မွန်ဆိုရင်တော့လှမှာပေါ့မင်းကြည့်ပြပေါ့ဗမာဆိုရင်တော့မောင်ကြည့်ပြပေါ့ရှမ်းဆိုလို့ရှိရင်တော့စိုင်းကြည့်ပြပေါ့ကျွန်တော်ဝန်တာတော့တယ်အဘာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တောင်ပေါ်ကရင်လားတောင်အောက်ကရင်လားတောင်ပေါ်ကရင်လည်းမဟုတ်တောင်အောက်ကရင်လည်းမဟုတ်ကရင်မှာကုံမီတောင်ခလိကရင်မှာမရှိတာကရင်ကတောင်ပေါ်နေတယ်မနေတောင်အောင်နေတာဟုတ်ဒါဆိုလို့ရှိရင်အဘကျုပ်တို့ကပိုးကရင်လားသကောကရင်လားပိုးကရင်လည်းမဟုတ်သကောကရင်လည်းမဟုတ်ကရင်မှာလူမျိုးကြီး2မျိုးပဲရှိတာအဲဆိုကျုပ်တို့ကဘာကရင်နော်ငါတို့ကတုံကရင်နေပါသားရဲ့တခါမှမကြဘူးကတုံကရင်ဘာဖြစ်လို့ကျုပ်တို့ကြမှာကတုံကရင်ဖြစ်ရတာတော့အရက်တောင်များပြီးကတုံကရင်ဖြစ်နေတာပါသားကျွန်တော်တို့နေတဲ့ဒေသကအရန်ခေါင်တယ်ဗျခလေးတဲ့တကွန်နိုင်နဲ့နှစ်ခုကြားမှာကျွန်တော်တို့ကတကွန်နိုင်မှာနေရတာကျွန်တော်အဖေကဘလောက်ခေါင်လဲဆိုမြို့ကိုရောက်ဖို့မိုင်20လောက်သွားတယ်အဲ့ဒါလမ်းလျှောက်သွားရတယ်ကားတွေနဲ့သွားလို့ရှိရင်မိသွေးကားကြီးနဲ့သွားတာအရန်လမ်းခီးခတ်တယ်ကျွန်တော်ညီသိကြပါလိမ့်မယ်ဒီယာမိုးတဲ့Academy ရပြီပါ music နဲ့ဂျပန် MA ပေါ့ကဘာတည်တယ်လို့သူက9နှစ်ကျွန်တော်9နှစ်ကျွန်တော်အဖေကခေါ်လာတယ်လမ်းမှာခဏသမင်းစားနားတဲ့နေရာလေးရှိတာဟုတ်အဲ့ရောက်တော့ကျွန်တော်အဖေကကျွန်တော်တို့ထားတယ်တာမင်းတို့ဘိုက်စားလားသူက9နှစ်ကျွန်တော်မှ9နှစ်ဟုတ်ဘိုက်အရန်စားတက်တဲ့အရွယ်ပေါ့စားတော့အဖေရဲ့အဲ့ဒါဆိုလို့ရှိရင်ဒီမှာလာချတဲ့ဟာမှန်သမျှအကုန်စားပြက်တကယ်လားအဖေဟုတ်တယ်လာချတာမှန်သမျှအကုန်စားပြက်ကျွန်တော်အဖေကတွိုက်လက်သွားတယ်ဆိုပါအင်းနာသွားတော့ကျွန်တော်လည်းတွိုက်လက်သွားခြင်းစိမ့်နဲ့ကျွန်တော်အဖေနောက်လိုက်သွားတယ်ကျွန်တော်ညီကတော့ဘာလာချစားပြက်မယ်ဆိုတဲ့ရုပ်နဲ့ထိုင်နေတယ်ခဏနေကြကျွန်တော်ပြန်ထွက်လာတယ်စပွဲပေါ်မှာပကံများတစ်ခုတွေ့တယ်ကျွတ်အိတ်ကလေး2ခုဖြဲတာမြင်တယ်ကျွန်တော်ညီရတခုခုဝါနေတယ်ကျွန်တော်မိတယ်ဟဲ့အောင်မောင်ဒီရမို့မင်းဘာဝါနေတာတော့ကောက်ခတ်တီပဲဝါပြီးတော့မသိဘူးဟောကိုဝါတော့ကိုမသိဘူးလားကွာမသိအဲ့ဒါကျွန်တော်ဝါခြင်းစီနဲ့ဟဲ့အောင်အရသာဘလူးနေတော့ EDD နဲ့ကြကွေးဆိုကြကွေးရတာပေါ့ဘိမုတ်ဆိုဘိမုတ်ရတာအဲ့လိုပဲကျွန်တော်သိတာပေါ့အဲ့ဒါကျွန်တော်သူ့အားကြပြီးထိုင်ကြည့်ကျွန်တော်အဖေကပြန်ထွက်လာမမောင်ဒီရမမေဘာဝါနေတော့မသိကိုဝါရတော့ကိုမသိအရသာဘလို့နေတော့ EDD နဲ့မူတီတီအဲ့ EDD နဲ့မူတီတီကျွန်တော်အဖေလည်းဝါဘူးဘုံမပေါ့အဲ့ဒါမသိငါတော့ကျွန်တော်အဖေပြဘာဝါနေလဲဆိုဗစက်တည်းဆက်ထုတ်လိုက်တော့စနုတာဝါကြီးဒီမလာချတာမှန်သမျှဝါပြစ်ဆိုကျွန်တော်ညီကစနုတာဝါစဝါတာမကြသေးဘူးကျွန်တော်ကရင်ပြည်နယ်ပဲပြန်ရောက်သွားတယ်အဲ့မှာကျွန်တော်မေးတယ်ကျွန်တော်တူထိုင်နေနဲ့ဟိုဘက်ရောင်မှာအလှလောက်တာသိကောင်းတာပဲတဲ့ဘာကျွေးလို့တော့ဘာတိုက်လို့တော့အိုက်စခင်နေတိုက်လှုပ်လိုက်တာအိုက်စခင်ဆိုတာကျွန်တော်နားထဲမှာနည်းနည်းတစ်မျိုးဖြစ်တိတယ်ကရင်တန်ဝဲနေတော့အိုက်စခင်ဆိုကျွန်တော်နည်းနည်းဇဝေဇဝါဖြစ်သွားအဲ့နဲ့ဘိနာတငယ်ချင်းတယောက်ကိုပြန်မိဟိုဘက်ရောမှာအစကန်တိုက်လိုက်တယ်လို့ပြောတယ်အစကန်ဆိုတာဘာကိုပြောတာလဲဟိုကောင်းတယ်ရှင်းတယ်အားတဲ့အဲ့ဒါဘူလူပြောချင်တာဒီကောင်မပြောတတ်လို့အစကန်ဆိုတာဘာမှမဟုတ်ဘူးဖာလူတာကိုပြောတာအစကန်နဲ့ဖာလူတာတခြားစီပဲဘာမှမဆိုင်အဲ့သူတို့မမီတော့ဟိုဘက်ရွာကိုသွားစုံစမ်းတော့ဟိုဘက်ရွာတိုက်လှုပ်လိုက်တယ်ဘာမှမဟုတ်စပါကလင်းစပါကလင်းတော့မမြင်ဘူးကရင်တွေကကျွန်တော်အဖေကရင်
အင်မတန်အချိန်တိကျတဲ့ကရင်နေမှာအင်မတန်နာမည်ကြီးတဲ့သစ္စာရှိတယ်နောက်ပြီးတော့အချိန်တိကျအမှန်တိုင်းပါပဲကျွန်တော်အဖေလဲကရင်လူမျိုးဖြစ်ပါတယ်အချိန်အရန်တိကျတတ်တယ်ရှင်းနိုင်ချိန်တဲ့အလုပ်ဆိုသူရှင်းနိုင်အတိကျသွားပါတယ်9မိနစ်လည်းမစောပါဘူး9မိနစ်လည်းနောက်ကျလိမ့်မရှိပါဘူးရှင်းနိုင်ချိန်တဲ့အလုပ်တစ်ခုမှကျွန်တော်အဖေကရှင်းနိုင်အတိကျမတ်တရရရှိပါတယ်9နိုင်ချိန်တဲ့အလုပ်တစ်ခုမှကျွန်တော်အဖေက9နိုင်အတိကျရှိပါတယ်9မိနစ်လည်းမစောပါဘူး9မိနစ်လည်းနောက်ကျလိမ့်မရှိပါဘူး sorry ကျွန်တော်အဖေအချိန်တိကျပုံဒီလိုပြောလို့သိမှာမဟုတ်ပါဘူးကျွန်တော်ညီကိုမောင်နှမ9ယောက်နဲ့ပဲပြောပြပြရစီအဖေမူးလိုက်တယ်အားလုံးပေါင်း9ယောက်နှစ်ချာတယောက်ပဲအဖေချင်းမမအောင်ဒါတော့အဖေနဲ့အမေနဲ့မတည့်လို့9ယောက်မွေးတာတဲ့မြန်တဲ့ပလိုင်းနဲ့တော့လိုက်ကောက်အောင်လားမသိကရင်တွေမှာအိမ်မတမှကိုရိုးရှင်းတဲ့ပုံစံတစ်ခုရှိပါအဲ့ဒါဘာလဲဆိုတော့ခလေးတွေအရမ်းများတော့သူတို့မထိန်နိုင်တဲ့အရွယ်လေးတစ်ရွယ်ရှိပါအဲ့ဒါဘယ်အရွယ်လဲဆိုတော့10လကနေပြီးတော့12လတစ်နှစ်ခွဲအရွယ်လောက်လေးပတ်သွားတဲ့အရွယ်ဆိုရင်သူတို့တိတ်ပြီးတော့ထိန်ချောင်းလေးမရှိပါဘူးလေးပတ်သွားတဲ့အရွယ်ဆိုတော့အားလုံးသိကြပါလိမ့်မယ်အရာရာကိုစူးစမ်းတတ်တဲ့အရွယ်ပေါ့မိဆိုတာပူတတ်မှမသိသွားကိုင်းနေအမြင့်ပေါ်ကပြည့်စည်တစ်ခုရှိတယ်မောကြည့်တယ်အဲ့ဒါသူ့ခေါင်းမောပြုတ်ကြရင်နာတက်မှမသိသားဆွဲတယ်ကရင်အင်းနေမောအင်းနေချီရန်ရှိတော့အိမ်ပေါ်မှာသူ့ထားရလို့ရှင်အိမ်မောကနေသူအိမ်အောက်ကိုငုတ်ကြည့်တယ်နေတယ်ထင်ပြီးတော့ခုံချရင်ခုံချတယ်ဆိုတော့အင်မတန်အန်ရဲ့များတဲ့အရွယ်ဆိုတော့ကရင်နေရလဲခလေးကိုပုံမှန်ပဲမွေးကြတာ哦အဲ့တော့အဲ့ဒီလေးဘက်သွားတဲ့အရွယ်ဆိုလို့ရှိရင်သူတို့မထိန်တော့ပါဘူးဘာလို့ပြရတာတော့အိမ်ရှိမှကျင်းတချင်းတူပြီးတယ်ဗျာအင်မတန်ထူးဆန်းတယ်1000ပတ်လေလောက်ရှိတယ်ကျင်းတချင်းတူပြီးတယ်အမြင့်က1000လောက်ရှိတယ်မနက်မိုးလင်းတဲ့အဲ့လေးဘက်သွားတဲ့အရွယ်ဂုတ်ကဆွဲပြီးအဲ့ကျင်းနဲ့ချလိုက်ပါတယ်ပြီးတော့ဒီကောင်ဘယ်မှသွားစရာအကြောင်းမရှိမီးကိုသာဆွဲစရာအကြောင်းမရှိအမြင့်ပေါ်ပစ္စည်းကိုပြုတ်ကြတာနာမသိဘဲနဲ့သွားဆွဲစရာအကြောင်းလည်းမရှိဒီအပေါ်ကနေအောက်ကိုခုံချစရာအကြောင်းလည်းမရှိဘူးအဲ့ကျင်းထဲမှာပဲထည့်လိုက်ပါတယ်ပြီးတော့ထမင်းပကံလေးတစ်ပကံကိုချပေးပါတယ်အဲ့ကလေးအကျင်းထဲမှာပဲလက်တဲ့နဲ့နေပါတယ်သူအတန်ပြေကြီးသူ့ဘယ်သူမှဂယုမဆက်တဲ့အခါအတန်ပြေကြီးနဲ့သူငိုတယ်သူငိုတဲ့အခါတိုင်းဘယ်မိဘကမှသူ့လာပြီးတော့ချော့မြူခြင်းမရှိတဲ့အခါသူ့ဖာသာသူငိုလို့မောရင်ငိုတိတ်တယ်ပြီးသူ့ဖာသာသူမောတဲ့အခါမှာသူ့ဖာသာသူကျင်းထဲမှာအိတ်တယ်အဲ့ရပြန်လို့လို့ရှိရင်သူကျင်းထဲမှာလှည့်ပတ်ကြည့်တယ်ဗိုက်ဆာတာကိုကျင်းထဲမှာပကံတစ်ချက်ထမင်းတွေ့တော့အဲ့ထမင်းပကံကိုသူလက်နဲ့ဆိုင်စားတယ်တခါတလေကျရင်လည်းမြေကြီးနဲ့ရောနေပြီးတော့စားတယ်တခါလေကျရင်လည်းသူ့ဖာသာသူပါဇက်နဲ့ဟပ်ပြီးတော့စားခြင်းလဲစားပါတယ်သူ့ဖာသာသူဗိုက်ပြတဲ့အခါသူကျင်းထဲမှာလဲတယ်နဲ့သူနေပါတယ်ညနေမိုးချုံမှာဂုတ်ကဆွဲပြီးမိဘအိမ်မော်ပြန်တင်ပါတယ်နောက်နေ့မနေ့မိုးလင်းတဲ့ဂုတ်ကဆွဲပြီးအဲ့ကလေးကိုကျင်းနဲ့ပြန်ချတယ်ကျင်းထဲမှာဒီကောင်လဲတယ်နဲ့သူ့ဖာသာသူနေပါတယ်ဒါမဲ့ကျင်းဖန်မြောက်မြောက်ဆိုတာကျင်းထဲကိုချတာချင်းလက်တဲ့နဲ့သူ့ဖာသာသူသွားတယ်ဗိုက်ဆိုင်ကျင်းနဲ့ကထမင်းကိုစားတယ်သူ့ဖာသာသူအိတ်ချင်ကျင်းထဲမှာအိတ်တယ်ပြန်ထတဲ့အခါမှာဘာဖြစ်လို့လိဘတ်တော်ကနေပြီးတော့ထိုင်တက်တဲ့အရွယ်ဖြစ်သွားတယ်ကျင်းထဲမှာတင်သူထိုင်တက်သွားတာနော်ထိုင်တက်တဲ့အရွယ်ဖြစ်သွားတဲ့အခါသူ့ခေါင်းလေးတတိကလေးနဲ့သူအတန်လေးကိုနားဆွင့်တယ်ကဘာမြေလောကမှာလူတွေလှုပ်ရှားနေတဲ့အတန်အားလုံးကိုသူကြားပါတယ်သူတယောက်တည်းကျင်းထဲမှာနော်သူနေနဲ့ကဘာမြေလောကမှာလှုပ်ရှားနေတဲ့အတန်အားလုံးကိုသူကြားပါပြီသူ့အဖေလေတော်တဲ့သွားတဲ့အတန်ကိုသူကြားပါပြီသူ့အမေအိမ်မှုကိစ္စလုပ်နေတဲ့အတန်ကိုသူကြားပါပြီသူ့ဘကြီးတယောက်ကတရားဘောနာပွားများဖို့ဆရာတော်တန်ဃာတော်တွေစီသွားတဲ့အတန်ကိုသူကြားပါပြီသူ့ဦးလေးတယောက်ကအရက်ဆိုင်သွားတဲ့အတန်ကိုသူကြားပါပြီသူ့ကိုယ်မရီယာစာသင်ကျောင်းသွားတဲ့အတန်ကိုသူကြားပါပြီအတန်ကြားတဲ့အခါမှာခလေးကဘာလုပ်တာတော့သူတိတ်ပြီးတော့တီးချင်လာပါတယ်ကဘာမျိုးလောကမှာလူတိုင်းကလမ်းလျှောက်နေပါရဲ့နဲ့သူတယောက်တည်းဘာဖြစ်လို့ဒီကျင်းထဲမှာချတဲ့ကြီးခံရတော့သူတိတ်ပြီးတော့တီးချင်လာပါတယ်အဲ့တော့ဘာလုပ်ရတော့
သူလက်ကလေးတတိကလေးနဲ့ကျင်းတဲ့ရံကိုကင်နိုင်မှုကြိုးစားပါတယ်သူခြေထောက်နှစ်ဖက်နဲ့သူခန္ဓာကိုယ်တစ်ခုလုံးကိုမတ်တက်ရနိုင်မှုကြိုးစားပါတယ်ဘာကြောင့်လဲကဘာမျိုးလောကမှာဘသူတွေဘာလုပ်နေလဲသိချင်တာပေါ့ဆိုတော့သူလက်ကလေးတတိကလေးနှစ်ဖက်ကရှစ်လကနေပြီးတော့တစ်နှစ်6လလောက်ရသူလက်ကလေးတတိကလေးကကျင်းတဲ့ရံကိုကင်နိုင်မှုမခိုင်ပါဘူးသူခြေထောက်နှစ်ဖက်ကသူခန္ဓာကိုယ်တစ်ခုလုံးကိုမတ်တက်ရနိုင်မှုဘယ်တော့မှအစင်တပြေမဖြစ်ပါဘူးမတ်တက်ရဖို့ကြိုးစားတိုင်းကျင်းတဲ့ကိုပြန်ပြုတ်ကြတယ်ကျင်းတဲ့ပြန်ပြုတ်ကြတဲ့အခါတိုင်းနာကျင်မှုရှိတာပေါ့နာကျင်မှုရှိတဲ့အခါတိုင်းသူငိုပါတယ်သူငိုတဲ့အခါတိုင်းသူ့ဘသူကမှချော့မြူခြင်းမရှိတဲ့အခါသူ့ဖာသာသူငိုလို့မောတဲ့အခါငိုတရားရှာတယ်ညနေကျရင်မိဘကဂုတ်ဆွဲပြီးအိမ်မောပြန်တင်တယ်နောက်နေ့ကျင်းတဲ့စချလိုက်တဲ့အချိန်ကစပြီးသူတိတ်ပြီးတော့စိတ်ဝင်စားတယ်ကဘာမြေလောကမှာဘသူတွေဘာတွေလုပ်နေကြတာတော့သူခေါင်းကလေးတိတ်ကလေးနဲ့သူ့ဖာသာသူအတန်တွေကိုနားဆွဲပါတယ်တိတ်ပြီးချင်လာတဲ့အခါသူ့လက်ကလေးတိတ်ကလေးနဲ့ကျင်းတဲ့ရံကိုတစ်ခါပြန်ကင်ပါတယ်သူခြေထောက်နှစ်ဖက်နဲ့သူခန္ဓာကိုယ်တစ်ခုလုံးမတ်တက်ရနိုင်မှုကြိုးစားပါတယ်ကြိမ်ဖန်မြောက်မြောက်စွာပြုတ်ကြပါတယ်ဒါပေမဲ့ကြိမ်ဖန်မြောက်မြောက်စွာကြိုးစားတဲ့အခါသူ့လက်ကလေးနှစ်ဖက်ကကျင်းတဲ့ရံကိုကင်နိုင်မှုအတွက်အဆင်ပြေဖြစ်သွားပါတယ်သူခြေထောက်နှစ်ဖက်နဲ့သူခန္ဓာကိုယ်တစ်ခုလုံးမတ်တက်ရနိုင်မှုအတွက်တိကြပေါက်မတ်တက်ရနိုင်မှုအတွက်စွမ်းဆောင်သွားနိုင်ပါတယ်ကျွန်တော်ပြောနေတာလေးဘက်သွားတဲ့အရွယ်ကနေပြီးတော့မတ်တက်ရတဲ့အရွယ်ကလေးကိုပြောနေရခြင်းဖြစ်ပါတယ်ဟုတ်ပါဘူးသူခန္ဓာကိုယ်တစ်ခုလုံးသူခြေထောက်နှစ်ဖက်နဲ့မတ်တက်ရသွားနိုင်ပါပြီသူလက်နှစ်ဖက်နဲ့ကျင်းတဲ့ရံကိုကင်နိုင်သွားတဲ့အခါကလေးကအဲ့တထောင်လောက်ပဲရှိတဲ့ကျင်းကိုလှည့်ပတ်ကြည့်ပါတယ်ခြေထောက်ကလေးဖြည်းဖြည်းချင်းရွေ့ပြီးတော့လှည့်ပတ်ကြည့်ပါတယ်တထောင်လောက်ပဲရှိတဲ့ကျင်းဖြစ်တဲ့အတွက်သူခေါင်းလေးကပေါ်နေပါတယ်ကျင်းထဲမှာသူလှည့်ပတ်ကြည့်တဲ့အခါသူမြင်ပါပြီသူ့အဖေလေရောရဲသွားတဲ့ဟာကိုသူမြင်ပါပြီသူ့ဘတ်ဂျက်တယောက်ကတရားပေါ်နာပွားများဖို့တဲ့ဆရာတော်တန်ခါးတော်ကြီးသွားတာသူမြင်ပါပြီသူ့ဦးလေးတယောက်ကရက်ဆိုင်သွားနေတာသူမြင်ပါပြီအပျော်ပါလိုက်စားဖို့အတွက်ရက်ဆိုင်သွားတာလည်းသူမြင်ပါပြီသူ့အမေကအမှုကိစ္စလုံးနေတာလည်းသူမြင်ပါပြီသူ့အကိုရီအမတွေစာသင်ကျောင်းသွားတာကိုလည်းသူမြင်ပါတယ်မြင်တဲ့အခါမှာကလေးကဘာလို့ရတာတော့ကဘာမျိုးလောကမှာလူတိုင်းကလမ်းလျှောက်ခွင့်ရနေပါရဲ့နဲ့ငါတယောက်တည်းဘာဖြစ်လို့ဒီကျင်းထဲမှာချထားခြင်းခံရတာတော့သူတိတ်ပြီးတော့သိချင်လာပါတယ်နောက်ပြီးတော့သူ့ဖလာသူစဉ်းစားပါတယ်ကဘာမျိုးလောကမှာလူတိုင်းကခြေချလမ်းလျှောက်ခွင့်ရနေပါရဲ့နဲ့ငါတယောက်တည်းဘာဖြစ်လို့ဒီကျင်းထဲမှာနေရမှာတော့ငါကရောကဘာမျိုးလောကမှာလမ်းလျှောက်ခွင့်ရနိုင်တဲ့လူတယောက်မဟုတ်ဘူးလားသူစဉ်းစားမိတဲ့အခါမှာနောက်တစ်ဆင့်ကိုသူထပ်ပြီးတော့ကြိုးစားပါတယ်အဲ့ဒါဘာလို့ကတော့သူလက်ကလေးနှစ်ဖက်နဲ့ကျင်းတဲ့ရံကိုပို့ပြီးတော့ခိုင်မာအောင်ကြိုးစားရပါတယ်သူခြေထောက်နှစ်ဖက်ထဲကတစ်ဖက်တည်းနဲ့သူခန္ဓာကိုယ်တစ်ခုလုံးကိုမတ်တက်ရနိုင်မှုကြိုးစားရပါတယ်နောက်တစ်ဖက်ဘာလို့ရမှာတော့ကျင်းတဲ့ရံကိုကြော်တက်ရမှာပေါ့ထိုင်ရံကနေပြီးတော့မတ်တက်ရရင်တော့ပြုတ်ကြရင်နာတက်တဲ့ခလေးပုံမြင့်တဲ့နေရာတစ်ခုကိုခြေလှမ်းပြီးဆိုတာနဲ့ပုံမြင့်တဲ့နေရာကပြုတ်ကြတာပေါ့ပြုတ်ကြတဲ့အခါတိုင်းနာကျင်မှုရှိပါတယ်နာကျင်မှုရှိတဲ့အခါတိုင်းငိုပါတယ်သူငိုတဲ့အခါတိုင်းဘယ်သူကမှသူ့လာချောက်မြခြင်းမရှိတဲ့အခါသူ့ဖာသာသူငိုလို့မောရင်အငိုတရားရှာတယ်ငိုလို့မောရင်သူ့ဖာသာသူကျင်းထဲမှာအေးရရှာတယ်ငိုလို့မောတဲ့အခါတိုင်းခြာလောင်တဲ့အခါတိုင်းကိုယ်ကျင်းထဲကိုချတာပြီးတဲ့ထမင်းပကံကိုစားရှာတယ်ပြီးတော့သူ့ဖာသာသူအင်အားပြန်ဖြစ်တဲ့အခါကျင်းတဲ့ရံကိုပူပြီးတော့ခိုင်မောင်းကိုင်းတယ်သူခြေထောက်နှစ်ဖက်တကတစ်ဖက်တည်းနဲ့သူခန္ဓာကိုယ်တစ်ခုလုံးမတ်တက်ရဖို့ကြိုးစားတယ်နောက်ခြေထောက်တစ်ဖက်ကကျင်းတဲ့ရံကိုကျိန်ဖန်မြောက်မြောက်စွာကြိုးစားပါတယ်ကြော်တက်ဖို့ကြိုးစားပါတယ်ကျိန်ဖန်မြောက်မြောက်စွာကြော်တက်ဖို့ကြိုးစားတဲ့အခါမှာခလိကအဲ့ဒီခြင်းကိုကြော်တက်သွားနိုင်တယ်ဗျအများနည်းတူကဘာမျိုးလောကကိုခြေချခွင့်ရသွားတဲ့ခလိဖြစ်ပါတယ်ကျွန်တော်ပြောနေတာလေးဘက်သွားတဲ့အရွယ်ကနေပြီးတော့လမ်းလျှောက်တတ်တဲ့အရွယ်ခလိတယောက်ကိုပြောနေရခြင်းဖြစ်ပါတယ်ကျင်းတဲ့ရံကိုကြော်တက်သွားပြီးကဘာမျိုးလောကကိုအများနည်းတူခြေချခွင့်ရှိတဲ့ခလိသူ့အဖေလေရောရဲသွားတာသူမြင်ပါတယ်သူ့မိအိမ်မှုကိစ္စလုပ်တာမြင်ပါတယ်သူ့ဘာကြီးတရားပေါ်နာပွားများဖို့တဲ့ဆရာတော်တန်ခါတော်ကြီးသွားတာမြင်ပါတယ်သူ့လေးကအရက်ဆိုင်သွားတာမြင်ပါတယ်သူ့အကိုတွေအမတွေစတင်ချောင်းသွားတာကိုသူမြင်ပါတယ်အားလုံးကိုကြည့်ပြီးတော့မှအဲ့ခလေးတယောက်ကသူ့သွားချင်တဲ့ခြေလှမ်းကိုစပြီးတော့လှမ်းပါတယ်သူသွားချင်တဲ့နေရာကိုသူစပြီးတော့သွားပါတယ်ကျွန်တော်ပြောနေတာအိမ်မတန်မှကိုရိုးရှင်းပါတယ်အင်မတန်အသိဉာဏ်နေတဲ့ခလေးတယောက်တော့သူ့ချရပြီးတဲ့ကျင်းတဲ့ကနေကျင်းနိုင်ရကြော်တက်နိုင်တယ်ဆိုကျွန်တော်တို့အသိဉာဏ်ကြီးတဲ့လူတွေက
ဘာဖြစ်လို့ကိုယ်ချတာပြီးတဲ့ကျင်းထဲမှာပဲနေနေကြတာတော့စပယ်ယာဆိုတဲ့ကျင်း driver ဆိုတဲ့ကျင်းတရွာလုံးနဲ့တယောက်ဆိုတဲ့ကျင်းဘသူနဲ့မှအစင်မပြေဘူးဆိုတဲ့ကျင်းအရက်သမားဆိုတဲ့ကျင်းဆေးသမားဆိုတဲ့ကျင်းဒီကျင်းတွေကဘာဖြစ်လို့မကြော်တက်ကြတာတော့အဖြစ်ကရိုးရှင်းတယ်ဗျမတက်ချင်လို့မတက်တာပေါ့အင်မတန်အသိဉာဏ်နေတဲ့ခလေးတယောက်တော့သူ့ချတာပြီးတဲ့ကျင်းတဲ့ရံကိုကြော်တက်နိုင်တယ်ဆိုကျွန်တော်တို့အသိဉာဏ်ကြီးတဲ့လူတွေပဲကိုယ်ချတာပြီးတဲ့ကိုယ်နဲ့အစင်မပြေတဲ့ကျင်းပေါ်ကြော်တက်ကြည့်လိုက်ပါကဘာမျိုးလောကမှာလမ်းလျှောက်စရာလမ်းတွေအများကြီးရှိနေပါသေးတယ်ဒီမှာရှိနေတဲ့သားတို့သမီးတို့ဒီကမိန်းကလေးဒီဘက်ကယောက်ျားလေးတွေကျွန်တော်ပြောပြပါမယ်စာမေးပွဲဖြေကြတယ်ပေါ့စာမေးပွဲဖြေတယ်ဆိုတာသားတို့သမီးတို့နဲ့အုံနောက်နဲ့တင့်တော်တဲ့လောက်မိကွန်းလေးတွေပဲမေးပါတယ်မဖြေနိုင်တဲ့မိကွန်းမေးထားတာတခုမှမရှိပါဘူးသူများဖြေလို့ဖြေနိုင်လို့ကိုကမဖြေနိုင်ဘူးဆိုဘာဖြစ်လို့လဲအဖြေကရိုးရှင်းတယ်မဖြေနိုင်ခြင်းလို့မဖြေနိုင်တာပေါ့အများနည်းတူပါပဲသူများဖြေနိုင်တယ်ဆိုရင်ကိုယ်တိုင်လည်းဖြေနိုင်ရမှာပေါ့ဘာဖြစ်လို့မဖြေနိုင်ရတာတော့မဖြေနိုင်ခြင်းလို့မဖြေနိုင်တာပေါ့ဒါအဖြေကတော့ရိုးရှင်းပါတယ်မဖြေနိုင်တဲ့ကျင်းထဲမှာနေသမျှဘယ်တော့မှစာမေးပွဲမဖြေနိုင်ပါဘူးကျွန်တော်ပြောပြီးသားပါကျွန်တော်ကိုယ်တိုင်ပညာတတ်တရားမဟုတ်ပါဘူးမနစ်ကလည်းပြောပြီးသားပါဒါပေမဲ့ကျွန်တော်အဲ့ကျင်းတဲ့ရင်ကိုကြော်တက်ခဲ့ပါတယ်ပညာမတက်ဆိုတဲ့ကျင်းကနေပြီးတော့ပညာတက်တဲ့ဆိုတဲ့ကျင်းကိုကြော်တက်ခဲ့ပါတယ်ဒါတို့သမီးတို့ရိုးရှင်းပါတယ်အဖြေကလူတိုင်းကကြောက်တုံးနေဖြစ်ပါတယ်တန်ဖိုးရှိတဲ့ကြောက်တုံးဖြစ်ပါတယ်ဒါပေမဲ့လမ်းခင်းတဲ့နေရာမှာနေနော်လမ်းခင်းတဲ့လူတယောက်ကအဖေတယောက်ကိုတားတယောက်ကမိတယ်တားတို့ရဲ့လူတန်မှုဆိုတာဘာလို့အဖေကကြောက်တုံကြီးတုံပြီးလိုက်မင်းလူတန်မှုသိချင်အဲ့ကြောက်တုံကိုဈေးမှာသွားရောက်အဖေရဲ့ဒီကြောက်တုံကြီးကျွန်တော်ဈေးသွားရောက်ရီးစရာဖြစ်မှာပေါ့ဟုတ်ပါဘူးသွားရောက်ကြည့်ပါဒါပေမဲ့မင်းအဲ့ကြောက်တုံကိုမရောင်းလာနဲ့တော့โอเคကျွန်တော်မရောင်းလာပါဘူးသူအဲ့ကြောက်တုံကြီးကိုယူသွားတယ်ကြောက်တုံကိုဈေးအရှိမှချတယ်သူမြကော်ဖီတို့ရောင်းတဲ့အသားငါးရောင်းတဲ့အရှိမှကြောက်တုံကြီးကိုချပြီးရောင်းတော့ဘသူကဝယ်မှာတော့ယူနေလားလို့ပြောမှာပေါ့ဒါပေမဲ့သူ့ကိုတနာတဲ့မိမတယောက်ကလာကြည့်ပြီးတော့ဘာလို့တာတော့ဒီကြောက်တုံကိုရောင်းနေတာကြောက်တုံရောင်းတော့ဘသူကဝယ်မှာတော့ဒါပေမဲ့နင့်ကတနာလို့နင့်ကြောက်တုံထားခဲ့တော့နင့်ကနှစ်ကြက်ပေးမယ်ဟောဒီကြောက်တော့ငွေနှစ်ကြက်တန်သွားတဲ့သားတို့နှစ်ချက်တော့ပေးလိုက်ချင်ပြီဒီကြောက်တော့သူပေးလိုက်ချင်ဒါပေမဲ့သူ့အဖေပြောတယ်မယောင်းနဲ့ဆိုတာသူအိမ်ပြန်သူ့အဖေသူဝမ်းသာအားရပြောတယ်အဖေရဲ့ဒီကြောက်တော့ကိုနှစ်ချက်တောင်ပေးနေတာယောင်းလိုက်ချင်တာအဖေမြောင်းနေဆိုမယောင်းခဲ့တာငါသားမင်းနောက်တဲ့နေရာသွားကြည့်ပါအပေါင်းဆိုင်ကိုသွားကြည့်ပါဒီကြောက်တော့ကိုကျွန်တော်တပေါက်မယ်ဆိုအဖေကယူကျွန်တော်ယူနေတယ်ပြောဟုတ်ပေါ့တာရဲ့မင်းကြောက်တော့အပေါင်းဆိုင်ယူသွားပါအပေါင်းဆိုင်မှာတော့ပြတော့အပေါင်းခံတဲ့လူကချိပြောဒီကြောက်တုံကတော့ငါတော့သိနာမလို့ဒါပေမဲ့မင်းလာပေါင်းနေဆိုရဒီကြောက်တုံကတခုခုတမိုးရှိလို့ပဲမင်းငါပတ်စံ2000ပေးမယ်ဒီကြောက်တုံထားခဲ့ဈေးမတော်တော့နှစ်ချက်ပဲရအခုအပေါင်းဆိုင်တဲ့တိုင်းနဲ့ပြန်ယူလာတယ်အဖေဒီကြောက်တုံ2000တန်နေပြီဒါပေမဲ့အဖေပြောလို့ကျွန်တော်ပြန်ယူခဲ့ငတ်တာရဲ့တိတ်တော့မလို့ပါဒီကြောက်တုံကိုပဲမင်းရှင်းအောင်ပြတဲ့ကိုယူသွားပါအဖေရဲ့ဒီကြောက်တုံကြီးကိုရှင်းအောင်ပြတဲ့ယူသွားရင်ကျွန်တော်ယူတယ်လို့ပြောဟုတ်ပါတာရဲ့မင်းယူသွားကြည့်ပါအဲ့ကြောက်တုံကိုပဲရှင်းအောင်ပြတဲ့ကိုယူသွားပါတယ်ယူသွားတဲ့အခါရှင်းအောင်ဒါအင်မတန်မှကိုမင်းဒီကြောက်တုံကိုထားခဲ့မယ်ဆိုငွေ2000ပေးမယ်နှစ်ချက်တန်နဲ့2000တန်အခုရှင်းအောင်ပြတဲ့ကိုရောက်သွားတဲ့အခါမှာငွေ2000မပြီးတော့အိမ်ပြန်ပြီးတဲ့အဖေရှင်းအောင်ပြတဲ့ကတော့ဒီကြောက်တုံကိုဘာမှမဟုတ်တဲ့ကြောက်တုံတစ်ခုကိုငွေ2000ပေးနေပြီကျွန်တော်ထားခဲ့ကြလိုက်တာအဖေရဲ့ဟုတ်ပါဘူးတာရဲ့မင်းနောက်တနေရာစီသွားကြည့်ပါဘယ်နေရာသွားမှာလို့ယတနာကျွမ်းကျင်တဲ့လူတွေစီသွားကြည့်ပါ
Yerana Janjan and Luri see Dwaji a car. Yerana Janjan Lua, Jeep. Di Jautonga, Tambuma Piana, Jauton Piana. I don't mean down the low person, happy bam. Think Niala, think the tonga, happy bam. General Piopia, Taru the look the boat high, not just an Niamabe, Niame. Not town and Niama Nima Suna, not town them and Pime. Not down and Niama Nino, not down them and Pime. Tabime, Goga, Tamuma Piana, Coco, Jerna, Pisilo, the boat harbor. Conatana Jobi Hava, Taru the Mido. Taru the Mido, Lankin Yama bo. Taru the Mido, Lankin Chopchima bo. Go father good. Tamoshi de Chotoni of Jobi Machine de Kali Anaka to Immotant Tamoshi Chotoni Pipare. Did Hagan need no Nippon Yamazwa Jare Kamasian Pijam, Engineer Pijam. Now Coco Gole Tamoshi Choto Nine. Nima Kukurane, Tamushi Jamapo. So, Baro, Champion Luna Nima Swing Champion Jamapo. Hobby, Satorelu Nama Neo Sato Jamapo, Tijarapo, Luranga Tamushi Chaudo Ninebe Niba, Lankin Chaudo Nine, Manijavane, Didema, Champion Anama, Nobbido. General Hobby Jingo, not Tomio, not Sapiro Manijavane. Palule, Gogu, Yerna, Pisilu, the boat tower. General Biobi Dava. General Seran on Kere Gom Hopo. General Shitan Tibe, Jangli Kevare. Immortans Hopi Kere Ludia, Tipare. General the Lankine, Nama be Nimesui, General Aguchima, Lankin Jaupe, Pimapo. Palulu, Yerna, Bisi Pimaro. General Gopa go shower, Yerana Pisiri Nama Nibare. Tajo, General Agulu Zagabio Quinare, Yerana Pisi to coop Pilavare. Taro the middle, Gona, General Biore, Sabinly, General Ama, Sabin City at Jangu, General Biobidava. Dima, Sakeri Myamilu Biorava, Sabin Sake Sitala, Sitatala, Taro the middle. General Sita Devia General Paluzita as a Sake Sita around Tulaji Jotalu General Mouth. Don't know the doom than Jalu General Lambio Mawa. General Opi, General Sake Sitin be a Johnny General Mammy Devia. General Conan Nippo, General Opia, General Sabin Sitin be Nata, May Sabin Sitinala, Generale. General Mas, I can never hand you. General, I hope you're okay. General Sabi City in your mother. Nata Sabi City in Lucian, Sabi more Jim Hamyam of Pujamano, Puja Karen Namano. Min Nare than Canela appear General Yojava. Papilu a Nare than Canaya Maro, than Canana Pop. Tijalula, Tijare. Eh, they yet they mean now, Matin, so you know, Mayao Nota. Sichava, Pigeon of Sabi City, the mum. Now, Nimane, General of his Sabini disease don't tell about it. Mount Bamalu Kobar, General Conaneta, Ajue, Kalina, Nayuala Shiba, Pardon. Sabini, Galagal clan, and they don't tell about it. Disabin, hold it. Disabin more dead. General Isabin more dead. General of here, Anagani. Say, Disabin Keria Goni Cambio, like Biro, Tone. That was the middle Sabin see the Mudamala. Mujarano, General Bionera, a good Sabionera Kesaga, Pamama to Sana Kesabe. Arali web your job. A Nogani bra. General Pia, General Keria Gumli, Kaimiro, a Nogani, P like Devia. P like Bradu, Amina and Biore. Nata, Chiningo, the budget my own Ninda. Cargo, Dema on Ta, Laka and Chabio Ta Taye, a sheet of the Jiba Taye, sheet of the Jiba. Sabimo Aguma Deara, Chinin the Bajim Bulum, Ninda Maru, Bebeka, Chinin and Yabaka Chining up Buluma Mano. Kadema on Towers, a good Kaga, Pena Lane, Mamati.
လက်ကင်ဖြောက်ဖြောက်ထားပါဆိုကျွန်တော်လက်ကင်ကိုကျွန်တော်ဘလုံးမဖြောက်အောင်မထားနိုင်အရှိတက်ကြီးပါသားရဲ့သူပြောတာပြောနာကျွန်တော်ခြေနှင်းကိုကျွန်တော်ပြန်ကြည့်နေရတာနဲ့တင်မအားပါဘူးစက်ပိန်ကကျင်းဖန်မြောက်မြောက်စွာပြုတ်ကြတယ်ကျွန်တော်နှစ်ထင်လောက်ရှိတဲ့စက်ပိန်စွာပြုတ်ကြတဲ့အခါတိုင်းနားတဲ့တန်ရာတွေဖြစ်တယ်ကျွန်တော်အဲ့ဒါသိတော့မမှုလာပါဘူးစက်ပိန်ကျင်းဖန်မြောက်မြောက်စွာပြုတ်ကြတဲ့အခါတိုင်းကျွန်တော်စက်ပိန်မပြန်တက်ကျွန်တော်အဖေအဲ့တိုင်းပဲပြောတော့တာချင်းင်းကိုတပတ်ကျမှန်းအောင်နစ်မသားရဲ့ခါကိုတက်မှန်အောင်ထားပါသားရဲ့လက်ကံဖြောက်ဖြောက်ထားသားရဲ့အရှိတက်ကြီးပါသားရဲ့အရှိတက်ကြီးကျွန်တော်ဘလူးမလုတက်တဲ့ခါချင်းင်းကိုလည်းတပတ်ကျမှန်အောင်မနင်းတက်ပါဘူးကျွန်တော်ခါကိုလည်းကျွန်တော်တက်မှန်အောင်မထားတတ်ပါဘူးကျွန်တော်လက်ကံကိုလည်းကျွန်တော်ဖြောက်ဖြောက်မထားတတ်အရှိကိုလည်းမကြည့်တတ်တော့တပိုင်းမဲလဲတာပေါ့လဲတဲ့ခါတိုင်းကျွန်တော်နာကျင်မှုရှိပါတယ်နာကျင်တဲ့ခါတိုင်းကျွန်တော်အဖေရဲ့စပိမပြန်တင်တယ်ပြန်နင်းခိုင်းတယ်အဲ့ဒါကျွန်တော်ဒီလောက်စိတ်တမှာဘလူးမဖြစ်ပါဘူးဒါပေမဲ့ညနေကြလို့ရှိရင်ကျွန်တော်အဖေကကျွန်တော်ဆေးထည့်ပြီးတယ်ဗျသူထည့်ပြီးတဲ့ဆေးကဘာတွေမှမသိဘူးတော်တော်ဆက်ပါတယ်သူဆေးထည့်တဲ့အခါတိုင်းကျွန်တော်မျက်ရည်ကျပါမျက်ရည်ကျတော့ကျွန်တော်အဖေကိုကျွန်တော်ပြောတယ်အဖေတော်ပါအဖေရဲ့ကျွန်တော်စပိန်မစီးတတ်ချင်လဲနေပါစီတော့ကျွန်တော်အဲ့လောက်တော့နာကျင်တဲ့တန်ကျွန်တော်အဖေကကျွန်တော်ပြန်ပြောတယ်ဟဲ့အောင်စောကြည့်ပြီးလေမင်းစပိန်စီးတင်လို့ရှင်မင်းနာကျင်တဲ့တန်ကိုခံနေဆိုလို့မင်းဒီတိုင်းပဲအဲ့ဒါဆိုပြီးတော့မင်းအဲ့လိုမတင်လို့မရအောင်နောက်နေ့ကျလို့ရှင်မင်းစပိန်ထပ်စီရအောင်တွန်းထုတ်လာတဲ့ကျွန်တော်အဖေညနေဆေးတော့ကျွန်တော်ပူပြီးတော့ငိုရမှာပေါ့အဲ့ဒါကျွန်တော်သိတော့ကျွန်တော်ဆက်ပြီးမတက်ချင်အဖေကိုဆက်ပြီးတက်ပါတယ်ကျွန်တော်အဖေကတော့အနောက်ကျွန်တော်ဆက်ပြီးကယ်ရီယာကုန်းရွရွဲကြီးကိုကင်ပြီးတော့ဂလုတ်ဂလုတ်ဖြစ်နေတဲ့ကယ်ရီယာကုန်းကြီးကိုကင်ပြီးတော့အနောက်ကနေသူပြောတယ်တားရဲ့ချင်းနှင်းကိုတပတ်ချင်းမှောင်နေမှတားရဲ့ခါကိုတက်မှန်အောင်ထားပါသားရဲ့လက်ကံကိုဖြောက်ဖြောက်ထားသားရဲ့ရှေ့တက်ကြီးပါသားရဲ့ရှေ့တက်ကြီးပါကျွန်တော်ကျင်ဖန်မြောက်မြောက်စွာပြုတ်ကြပါတယ်ကျင်ဖန်မြောက်မြောက်စွာစက်ပိန်မောပြန်တင်တယ်ပြီးကျွန်တော်အဖေကအဲ့တိုင်းပြောပါတယ်သားရဲ့ချင်းနှင်းကိုတပတ်ချင်းမှန်အောင်နေမှသားရဲ့ခါကိုတက်မှန်အောင်ထားလက်ကံဖြောက်ဖြောက်ထားသားရဲ့ရှေ့တက်ကြီးပါသားရဲ့ရှေ့တက်ကြီးပါရက်ပေါင်မြောက်မြောက်စွာကြာလာတဲ့အခါမှာကျွန်တော်အဖေပြောတဲ့အတိုင်းကိုလုပ်တက်လာပါတယ်ကျွန်တော်ချင်းနှင်းကိုကျွန်တော်တပတ်ချင်းဒါပေမဲ့ကျွန်တော်တန်တရားဖြစ်နေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲကျွန်တော်အနောက်ကကယ်ရီယာကုန်းကင်ထားပြီးတယ်ကျွန်တော်အဖေကျွန်တော်အမြဲတမ်းတန်တရားဖြစ်ပါအဖေကိုကျွန်တော်ပြန်ပြောတယ်အဖေကျွန်တော်မလွတ်ထုတ်လိုက်နဲ့နော်အဖေလွတ်ထုတ်လိုက်လို့ရှိရင်ကျွန်တော်လဲမှာနော်အဲ့လိုစက်ပြီးလဲလို့ရှိရင်ကျွန်တော်ငိုမှာနော်အဖေနော်ပြီးညနေကျအဖေစီးထည့်ရင်လည်းကျွန်တော်ငိုမှာနော်ကျွန်တော်အဖေကလည်းအနောက်ကပြေးလိုက်လေကယ်ရီယာကုံလေးကိုလှုပ်ပြလိုက်လှုပ်ပြီးတော့အဲ့ဒီတိုင်းမှပြောပါတယ်တားရဲ့ချင်းနှင်းကိုတပတ်ကျင်မှန်အောင်နေမှတားရဲ့ခါကိုတက်မှန်အောင်ထားပါတားရဲ့လက်ကံကိုဖြောက်ဖြောက်ထားတားရဲ့အရှိတက်ကြီးပါတားရဲ့အရှိတက်ကြီးပါကျွန်တော်လည်းသူ့ကိုပုံမှန်ပြန်ပြောပါတယ်အဖေကျွန်တော်မလှုပ်ထိုးလိုက်နဲ့တော့အဖေလှုပ်ထုတ်လိုက်လို့ရှိရင်ကျွန်တော်လဲမှာနော်ကျွန်တော်လဲငိုမှာနော်အဖေနော်ပြီးရင်အဖေဆေးထည့်လဲကျွန်တော်ငိုမှာနော်ကျွန်တော်အဖေကလည်းထုံးစံတိုင်းပဲချင်းနှင်းကိုတပတ်ချင်းမှန်အောင်နေမှတားရဲ့ခါကိုတက်မှန်အောင်ထားပါတားရဲ့လက်ကံကိုဖြောက်ဖြောက်ထားတားရဲ့အရှိတက်ကြီးပါရှိတက်ကြီးကျွန်တော်လည်းအဲ့တိုင်းပဲပြောနေရနေပြီးတော့တရက်ကျတော့အဖေကျွန်တော်မလှုပ်လိုက်နဲ့တော့ပြောနေနဲ့ကျွန်တော်အဖေရဲ့စပိတ်အနောက်ကပြေးလိုက်လာတဲ့ခြေတံကိုကျွန်တော်မကြားတော့ပါဘူးအဲ့ဒီချိန်မှာမှကျွန်တော်အင်မတန်မှကိုကြောက်စိတ်ဖြစ်သွားပါတယ်ကျွန်တော်စပိန်ကရိယာကုံကျွန်တော်အဖေမကင်လန့်ပြီးတော့ပြောတယ်အဖေကျွန်တော်မလွတ်နဲ့ဘာဖြစ်လို့လှုပ်ထုတ်လိုက်တယ်အဖေလှုပ်ထုတ်လိုက်လို့ရှိရင်ကျွန်တော်လဲမှာတော့
ကျွန်တော်အဖေကကျွန်တော်နောက်ကိုပြေးမလိုက်လာပါဘူးတော်တော်ဝေးဝေးကနေပြီးတော့လက်ပြပြီးတော့သူပြောတဲ့အတိုင်းပဲပြောပါတယ်တားရဲ့ချင်းနှင်းကိုတစ်ပတ်ချင်းမှန်အောင်နေမှတားရဲ့ထားကိုတက်မှန်အောင်ထားပါတားရဲ့လက်ကင်ကိုဖြောက်ဖြောက်ထားတားရဲ့အရှိတတဲ့ကြည့်ပါတားရဲ့အရှိတတဲ့ကြည့်ပါကျွန်တော်အဖေကအဝေးရနေပြောပါတယ်ဒီအတိုင်းပါပဲဒါတို့သမီးတို့စပင်စီးတင်တဲ့အကြောင်းလေးကိုဦးကနေပြီးတော့ဆရာကနေပြီးတော့ရိုးရိုးရှင်းရှင်းလေးပြောပြနေရခြင်းဖြစ်ပါတယ်လူဘဝတဲ့တကယ်ဝင်တဲ့အခါတာတို့သမီးတို့စာမေးပွဲဖြေတဲ့အခါကိုပဲတွက်ကြည့်ပါတာတို့သမီးတို့မိဘများဆရာဆရာမများကပညာသင်ပေးနေတယ်ဆိုတာစပင်တင်တဲ့အတိုင်းပါပဲမတက်သေးတဲ့အချိန်မှာအနောက်ကနေပြီးတော့ကရိယာကုံကင်ပြီးတော့လိုက်ပေးနေရခြင်းဖြစ်ပါတယ်ဒါပေမဲ့ဘဝတစ်ခုတည်းကိုဝင်တဲ့အခါမှာဘသူကမှတာတို့သမီးတို့တသက်လုံးကရိယာကုံကင်ပုံမှန်လှမ်းရပါတယ်စိတ်နဲ့ကိုဘွားကိုကကူဆိုပါစာသင်ပေးနေတဲ့ဆရာဆရာမတွေမိဘဘသူဖြေရတာတော့ကိုကနကံမီလက်ပင်တဲ့လူတွေလိုပါဘုံမတခုလို့ဆာမွေဘခန်တဲ့တီဝင်တဲ့အခါမှာကုံကံမီခါကံမီလက်ပင်နေတဲ့အနေထားပဲရှိပါတယ်ကိုဖာတာကိုမှန်ကန်ကိုရဲ့ချစ်အများကြီးပူမလုပ်ပါမှန်လမ်းပါကိုတက်မှန်အောင်ထားပါကိုယ့်ရဲ့ဘဝကိုကိုဘာလို့လဲမိဘတွေဆရာလိုက်မှာဖြစ်တယ်ညောင်းနဲ့လဲကြားနိုင်တာပေါ့ဆုတ်ကန်တဲ့အခါမှာလမ်းမှန်ကိုကိုယ့်ဘာသာကိုသိမှာပေါ့မြင်အောင်ကိုအမြဲအဲ့တော့လှေကလေးကိုလုံမြည်ဆိုတဲ့ပစ္စည်းလို့သဘောထားပါနားရဆိုတာနာကိုသူခွန်အားကိုယုံကြည်တဲ့အတွက်ဒီတစ်ကိုင်ကချိန်မရွကျိုးသွားတစ်ကိုင်မှာယုံကြည်ချက်ထားပါကျင်းတဲ့ကယရနာပစ္စည်းလို့ပဲသဘောထားပါစာမှုပဲမအောင်ဆိုတဲ့ကျင်းကိုကြွတဲ့လူတိုင်းအောင်ပါတယ်အားလုံးနဲ့တင်းတော်တဲ့မိကွန်လေးမိထားတဲ့အတွက်သားတို့သမီးတို့အတွက်အခက်ခဲမဖြစ်ပါဘူးကိုယရနာပစ္စည်းလို့သဘောထားပါနာကျွန်တော်ခြေလမ်းကိုယုံကြည်စိတ်အနာဂတ်ကိုကိုယ်တိုင်ဆုပ်ကန်ထားကိုယ်တိုင်ဆုပ်ကန်ထားပါကိုယ့်ရဲ့အနာဂတ်ကိုမြင်အောင်ကြည့်ပါ
ဒါဆိုလို့ရှိရင်သားတို့သမီးတို့မအောင်မြင်ဘူးဆိုတဲ့လူတယောက်မှရှိမှာမဟုတ်ပါဘူးထို့ကြောင့်ထင်ရှားတဲ့လူတွေဖြစ်ကြပါစေနောက်တစ်ချိန်မှာကျွန်တော်တို့ကောင်းမွန်တဲ့အနာဂတ်မှာကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်တဲ့ပညာတတ်ကလေးတွေပူဇော်ကြော့ငွေပေးရခြင်းစီစဉ်ဖြစ်ပါရဲ့ရှင်။ကျောင်းသားကျောင်းသူဟောင်းများရဲ့ကိုစားကိုရဲသူကစာရေးဆရာကြီးတော်ကိုအမတ်တရပန်ကြားပါရဲ့ရှင်။အနေငယ်3ယောက်မိန်းကလေး3ယောက်ယောက်ျားလေး3ယောက်မိခွင့်ပေးမယ်မြန်ထားမိကွန်းလေးတွေမေပါမေထသမီးလိုက်ပြီလိုက်ပါကျိုးနည်းနည်းရှေ့အောင်လုပ်ပြီးလို့ရရင်တော့ကောင်းမနော်ကလေးရအောင်လုပ်ပြီးပါမိသမီးတခါတလေမှာကွာရမ်းစိတ်တက်ကြနေတဲ့ခါကြလို့ရှင်ဟိုမိဘရောလည်းကွာတန်းဝင်ပြောဖွင့်ပြောဖို့အချိန်မရှိဘူးဆိုလို့ရှင်ကိုဘာလုပ်ရမှန်းမသိဘူးအဲ့ကြလို့ရှင်ဘာလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆရာအဲ့ဒါမျိုးကတော့အမြဲတမ်းဖြစ်တတ်ပါသမီးမပြန်ပေးလိုက်ပါပြန်ထိုင်ပါကလေးစိတ်တက်ကြတဲ့အခါမနောသမီးရွယ်နေဆိုလို့ရှင်တော့အဲ့လောက်စိတ်တက်ကြစရာတော့မလိုသေးဘူးလို့တော့ကျွန်တော်အနေနဲ့ထင်မိပါတယ်ဒါပေမဲ့အဲ့လိုစိတ်တက်ကြတဲ့အခါမှာညာတော့အဖြစ်ဟိုအစင်တပြင်းမဖြစ်တဲ့ဟာကိုလေအမြဲတမ်းစဉ်းစားမိနေတာအဲ့ဒါပြဿနာပါပဲသိရလားတခါလေကြလို့ရှင်စိတ်ထဲမှာမထားမဲ့ကိစ္စတွေအများကြီးရှိပါတယ်ကိုယ်အစင်မပြေတဲ့ကိစ္စကိုပဲဒါတို့သမီးတို့ကျတော့အရန်ငယ်သေးတော့ဒီဖိအားကိုအမြဲတမ်းလက်ခံရရှိနေတဲ့သဘောပါပဲဥမာဒီတစ်ခုအစင်မပြေဘူးနောက်တစ်ခုကိုစိတ်ပြောင်းဖို့ဆိုတာအရန်ခက်နေတယ်တကယ်တော့လောကမှာသမီးရဲ့ဥပိ္ပခာနဲ့ထိုက်တန်တဲ့လူတွေရှိတယ်ဥပိ္ပခာဆိုတဲ့စကားရှိတယ်ဥပိ္ပခာနဲ့ထိုက်တန်တဲ့လူတွေရှိတယ်ဥပိ္ပခာထားတဲ့ကိစ္စမှန်သမျှဥပိ္ပခာထားမှာပေါ့ဒါမှမဟုတ်ပဲနဲ့ကိုသွားလျာအနောက်ကိုကိုရဲ့ဒုက္ခတွေမှန်သမျှကြောပိုးအိမ်နဲ့ယူပြီးတော့တည်သွားနိုင်မယ်ဆိုလို့ရှင်တော့အဲ့ဒီဟာကိုအမြဲတမ်းဖိစီမှုဖြစ်တာပေါ့ဒီဟာဥပိ္ပခာလို့သဘောထားပြီးတော့အဲ့ကြောပိုးအိမ်ကိုတဏှာမှာပြစ်ချလိုက်သမီးရဲ့နောက်ဘယ်တော့မှအဲ့ဒီကိစ္စကိုမစင်စားနဲ့
ထားခဲ့လိုက်ဒီဟာကိုနဲ့တစ်ခါမှမကြုံဘူးလို့သဘောထားလိုက်လို့ရှင်နော်အဲ့ဒါသမီးအတွက်အဆင်ပြေဖြစ်သွားပါလိမ့်မယ်ကျွန်တော်အခုချက်ချင်းပြောနေတာတော့ဒီလောက်ပဲရှိပါတယ်ကဲဆက်မေးပါဦးဆရာရဲ့ဘဝမှာကြာဆုံးမှုတွေကြုံတဲ့အခါမှာကိုယ့်ကိုဘယ်လိုမျိုးအားတင်းပြီးတော့ထိတ်ဆုံးအောင်ကြိုးစားခဲ့ရလဲကျွန်တော်တစ်ချိန်လုံးကြဆုံခဲ့ပါတယ်ကျွန်တော်ဘဝမှာတာရုသမီးတို့အရွယ်မှာကျွန်တော်အိမ်ကနေထွက်ပြေးရပါတယ်ကျွန်တော်အကြောင်းအားလုံးသိကြပါတယ်ကျွန်တော်အတန်းပညာကို၈တန်းထိပဲနေဖူးပါတယ်မူလတန်းနေပြီးတော့၄တန်းထိကိုနှစ်ချင်ပေါအောင်ဖူးပါတယ်ငါးတန်းကနေစပြီးကျွန်တော်အောင်မကြမ်းပါအောင်နှစ်ကိုတစ်တန်းသုံးနှစ်ကိုတစ်တန်းနဲ့ခပ်ဖြစ်ပြီးပဲအောင်ပါတယ်၈တက်တဲ့နှစ်မှာကြောင်းပြီးတဲ့သမီးရဲ့သမီးတို့ကကျွန်တော်ထက်စားလို့ရှင်းတစ်တန်းနှစ်တန်းကြီးကြမှာပေါ့ကျွန်တော်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်ဒါတို့သမီးတို့လို့10တန်းလောက်နေခဲ့ခြင်းမှာတက္ကသိုလ်တက်ခဲ့ခြင်းနဲ့တက္ကသိုလ်တက်ခဲ့ခြင်းရဲ့အကြောင်းရင်းကစာသင်ခြင်းလို့မဟုတ်ပါဘူးကျွန်တော်အဲ့ဒီတော့အပြင်စာတွေဖတ်တော့လေဆရာမောင်စိန်ဝန်းတို့တက္ကသိုလ်ဖုန်းနဲ့ဝတ္ထုတွေဖတ်ပြီးတော့ပညာတက္ကသိုလ်တက်ခဲ့ခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရည်စားထားခြင်းနဲ့သူတို့ဝတ္ထုတွေမှာတက္ကသိုလ်ရောက်ရင်ရည်စားရတယ်ဆိုလို့ကျွန်တော်ရည်စားထားခြင်းပါတယ်ကျွန်တော်ဘဝမှာအကျဉ်းကြီးလဲကျခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းအကျဉ်းကြီးပြန်ထားပါလူတယောက်ကသမီးရဲ့လူတယောက်ကလေကိုယ့်ရဲ့အားသာချက်ကိုရှာရအခက်ဆုံးကိစ္စပါပဲအခုကျွန်တော်ပြောပြပါမယ်ဒီမှာရှိနေတဲ့လူတွေကိုယ့်ရဲ့အားသာချက်ကိုသိတဲ့လူလက်ညှိုးထောင်ဆိုရင်ဘယ်နှယောက်များရှိမှာတော့တယောက်မှမရှိဘူးဘာကြောင့်လဲလူတယောက်ကကိုယ့်ရဲ့အားသာချက်ကိုရှာရအခက်ဆုံးပဲကိုယ့်ရဲ့အားသာချက်ကိုရှာတွေ့ပြီဆိုတာနဲ့ဘယ်တော့မှမကြဆဲဘူးသမီးရဲ့အခုကျွန်တော်အမြဲတမ်းငငယ်တွေကအိမ်မတန်ကြဆုံနေပညာမတတ်ဘူးဆိုတဲ့ဘဝတွေမှာကျွန်တော်နေခဲ့တယ်သမီးရဲ့အင်မတန်ထူးဆန်းတယ်ကျွန်တော်သင်္ချာတစ်ခုမှမမှတ်မိပါဘူးခဏသင်္ချာကျွန်တော်မှတ်လို့မရကျွန်တော်စာမေးပွဲဖြေတဲ့တောက်ချက်ကျွန်တော်ရှစ်တက်ဘလို့ရောက်ခဲ့မှတော့ကျွန်တော်မသိပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်သင်္ချာဖြေတိုင်း2မှတ်လောက်ရရင်ကျွန်တော်ထီပါတလောက်ဝမ်းသာတယ်သင်္ချာဖြေတိုင်းကျွန်တော်ဘဲဥပြုတ်စားဒါပေမဲ့ကျွန်တော်ရဲ့အားနည်းဆုံးကိစ္စဘာလို့စာမတက်ဘူးဆိုတဲ့ကိစ္စပါပဲကျွန်တော်စာမတက်ဘူးဆိုတဲ့နေရာမှာအမြဲတမ်းနေ့စဉ်နှစ်စဉ်ကျွန်တော်ကြဆုံးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ပြန်ရှာတယ်ဘာလို့ငါ့ရဲ့အားနည်းဆုံးကိစ္စကငါ့ရဲ့အားသာချက်ဖြစ်အောင်အင်မတန်မဆိုင်တဲ့ကိစ္စနှစ်ခုကိုကျွန်တော်လုပ်တယ်ရှစ်တန်ကျောင်းသားတယောက်ကမြန်မာနိုင်ငံရဲ့ best seller စာရေးဆရာ best seller ထဲကို best seller တဲ့ဆိုတဲ့စာရေးဒါဘာလို့ပြောရမှာလို့ဒါဆိုပညာရေးမှာကြဆုံးခဲ့တယ်ဒါပေမဲ့ပညာရေးမှာကျွန်တော်အင်မတန်ဘယ်နေရာမှာဖြစ်ဖြစ်စာရေးဒါနဲ့ပတ်သက်လို့ရှိရင်အကြီးတော်ဆရာနံပါတ်1ပဲကြဆုံးနေဆိုတာမဟုတ်ပါဘူးနယ်လူတရားမှမရှိပါဘူးအခုကျွန်တော်နောက်မှာအောင်သမားကြီးရွှေစံကကိုရရောင်းတယ်အခုအောင်မြင်တယ်လေဘာဖြစ်လို့မအောင်မြင်မှာတော့သူ့ရဲ့အာသာချက်ကိုသူသိတယ်သူ့ရဲ့အာသာချက်နဲ့သူလုပ်တဲ့အလုပ်မှန်ကန်သွားတဲ့အခါမှာသူအောင်မြင်တာပဲဘယ်တော့မှမကြဆုံဘူးသမီးဆက်ပြီးတော့ကိုယ့်ဘာသာကိုယုံကြည်တာကိုယ့်ရဲ့အာသာချက်ကိုရှာအောင်မြင်ပါလိမ့်မယ်ကဲမေးကြပါဦးမိန်းကလေးတွေကြီးပဲမေးတော့မင်းတို့ယောက်ျားတွေကနောက်တစ်ချိန်မှာမိန်းမလှုပ်စားထိုင်စားမယ်ကောင်းတယ်လားဟုတ်လားဆရာကျွန်တော်ကျောင်းသားရေဟိုဒါစာချက်နေနေစိတ်ဓာတ်တွေကြာလာလို့ရှိရင်တခါလေအတွေ့ရရှောက်ရတယ်ကျွန်တော်ကျောင်းသားရေပေါ်မှာစာအရေးကြီးရလားတခါလေကျွန်တော်စဉ်းစားမိတယ်စီးပွားရေးဘက်မှာရေးကြီးရလားစာဘက်မှာရေးကြီးရလားတွေးတော့မိတယ်အဲ့ဒီစိတ်ကိုတွေးရဖြစ်နေဆရာနည်းရှင်းပြီ
ကျွန်တော်တို့စီမှာသူပြောတဲ့သူမေးတဲ့မိကွန်းအရန်ကောင်းပါတယ်ကျွန်တော်တို့စီမှာမိဘတွေနဲ့သားသမီးတွေနဲ့မနှစ်ကကျွန်တော်ပြောတဲ့အထက်မှာပါလာမသိပါဘူးမာနနဲ့ဆန္ဒဆိုတာမကွဲဘူးသိလားသားသမီးမိဘတွေကသားသမီးတွေကိုဘာဆန္ဒရှိကြတာတော့ဆရာဝန်ဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ရမယ်စစ်ဗိုလ်ချုပ်ကြီးဖြစ်ရမယ်ကျွန်တော်အုံနောက်မရှိတဲ့ကောင်တော်လည်းကျွန်တော်လုံးမဆရာဝန်ကြီးလုံးဆရာဝန်ကြီးကျွန်တော်မသိဘူးလေမိဘကကောင်းသိကျင်တဲ့ဆန္ဒနဲ့အဲ့တိုင်းထိန်ကြောင်းတယ်စစ်ဗိုလ်ချုပ်ကြီးလုံးအောင်မယ်တခါလေကြမယ်တင်ပေးတယ်လေမိဘကတင်ဆန္ဒပါပဲဒီပေါ်မှာထားတဲ့ဆန္ဒဖြစ်ပါတယ်ညာဖြစ်ရမယ်စစ်ဗိုလ်ချုပ်ဖြစ်ရမယ်လို့ပြောတယ်နော်ဒါပေမဲ့နောက်တစ်လုံးမပူတော့ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်မင်းစစ်ဗိုလ်ချုပ်ကြီးဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနဖြစ်သွားပါတယ်ဘာကြောင့်လဲမိဘကသားသမီးကိုမာနနဲ့ပြန်အုပ်ချုပ်တယ်ခုနကသူပြောတယ်ကျွန်တော်စာတက်မှာဖြစ်မှာလားသူမေးချင်တဲ့မိကွန်းကရွှေရှင်ဖြစ်မှာလားလေတော့ပြောပြပါမယ်တောက်ကျွန်တော်အယုရှင်ဆုံးပြောပြတဲ့အတွက်ထားပါဥစားပါပြီးရင်တားဖတာသာလှုပ်ချင်တဲ့ကိုယ့်ဘာသာကိုစိတ်ချမ်းသာတဲ့ဘဝကိုရမယ်လို့တော့ဦးကတော့အကြံပေးပါတယ်ကဲမေးကြဦးမေးမဆုံးမထမယပြင်ဖို့ရတယ်ဆိုင်ဗျာယိုဒါပြောဟောပြောပါသားလဲပြောအေးစီပြောဆိုင်ဗျာကျွန်တော်ပတ်ဝန်းကျင်လူတို့ကြည့်မယ်ဆရာနောက်တော့အမေဖေဆိုရင်တို့နောက်တော့အတွက်ပေါ့ဟိုဘောရာရိုက်တယ်နေဖို့ထိုင်ဖို့စောင်းဝင်နေတော့အလုပ်တွေလုပ်နေကြတို့ပြင်မဆင်းရကြခက်ခဲကြနောက်အဲ့ဒါကျင်းတဲ့တော့အတွင်းတစ်ခုပေါက်လာဆရာနောက်မေးခွန်းနဲ့မေးရင်လည်းမေးခွန်းလေးပေါ့ဆရာရေနောက်ဆရာမဆိုလည်းတို့ကျောင်းသားကျောင်းသူတွေကိုစာသင်ရကြတယ်တို့လည်းအဲ့ခက်ခဲမှာပြင်မပါဆရာနော်ကျောင်းသားလည်းစာကြတယ်ညကြတယ်ဟိုညကြပြီးစာကြတဲ့ပါကြနော်တခုစဉ်းစားမိတာဒီတလောကလုံးမှာဆရာရဲ့တော့ဒီနဲ့ပင်မမှုရှိမှာပေါ့နော်
ပြင်သင်ချသင်ရမှာပေါ့ပင်ပန်းမှုတော့ရှိတာဆိုမပင်ပန်းစေချင်မွန်းတယ်လေတိရသူအရွယ်နဲ့အမျှသားရဲ့ပင်မမှုတေချာပေါက်ရှိပါတယ်ဒါတော့ဒါတို့အခုငငယ်လေးရှိပါသေးတယ်ထပ်ပြီးတော့ဘဝမှာပင်ပန်းစရာသားရဲ့အများကြီးထပ်ကြံပါသေးတယ်အဲ့လောက်မှာပင်ပန်းမှုမရှိကြိုးစားမှုမပင်ပန်းခဲ့ရင်မကြိုးစားခဲ့ရင်တော့အစင်တပြေဖြစ်မှာမဟုတ်ပါဘူးဒါကြောင့်ဒါပင်ပန်းတာကိုဘာမှစိတ်ထဲမှာမထားပါနဲ့ထပ်ပြီးတော့ဒီအတိုင်းပဲဆက်ပြီးတော့လုပ်နေအောင်မှာဖြစ်ပါတယ်ကဲဆရာမောင်သားချိုရပ်ပြီးရောက်ပြီဆိုတော့တာတို့သမီးတို့မေးချင်သေးလားမမေးတော့ဆိုရင်ဆရာမောင်သားချိုရဲ့ဆရာအောင်မြင်ဒီကဖက်အောင်ဆရာအောင်မြင်လာဘလို့ဆောင်မြင်ဒီကဖက်ကြအောင်သိချင်လို့အောင်မြင်အောင်ပြောတာလားဟုတ်တယ်ရုပ်ပြောတာလားအောင်မြင်အောင်ကတော့ဒါရခုနကျွန်တော်ပြောခဲ့တဲ့အထက်မှာပါပါတယ်ကိုယ့်ရဲ့အားသာချက်ကိုပြန်ရှားပါတယ်ကိုကျွမ်းကျင်တဲ့ကိစ္စတစ်ခုကိုကျွန်တော်ကျွမ်းကျင်အောင်လုပ်ပါတော့ဥပမာဆိုကြပါတော့အလွယ်ကူဆုံးဥပမာပြီးမှဆိုပါတော့ဒါရဥပမာဒေးဗစ်ဘက်ခန်ကသူဘလုံးဘယ်နေရာနေပြီးတော့ဂိုးတိုင်းတဲ့ကိုရောက်အောင်ဘလို့ကန်ထည့်ရမလဲဆိုတာသိပါတယ်အဲ့ဒီတိုင်းမှာပဲတိုက်ကားဝုဇာအင်မတန်တော်တဲ့ခေါက်တီးဆရာခေါက်ရိုက်တဲ့ဆရာပေါ့နော်တကောက်ဘဏီရက်ကနေပြီးတော့ဘယ်အင်မတန်သေးတဲ့ခြင်းတွေကိုကောက်တီကိုကြောက်အောင်ရိုက်တတ်ပါတယ်အားသာချက်ရှာရဲဆိုတော့အဲ့ဒီတိုင်းမှာပဲအဲ့နှစ်ယောက်ကိုလူပြောင်းလိုက်ကြည့်တိုက်ကားဝုကိုဘလုံးပိကန်ကြည့်တိုက်ကားဝုကတိကျတာချင်းတူပေမဲ့တိုက်ကားဝုကဘလုံးမအလုံးမကျွမ်းကျင်ပါဘူးဒီဘက်ကသူကန်နေတဲ့အတိုင်းတိကျတဲ့ဆိုပေမဲ့ဘာကြောင့်လဲဒီကောက်ခြင်းတဲ့ကိုသူကြောက်အောင်မရိုက်ထည့်နိုင်ပါဘူးလူတစ်ယောက်ကအောင်မြင်နေတယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကိုယ့်ရဲ့အားသာချက်ကိုရှားတာအခက်ခဲဆုံးကိစ္စဖြစ်ပါတယ်။မှတခါလေကျရင်လူတွေကထွေဝါနေကြတယ်ဝေဝါနေတဲ့လူအများကြီးပါပဲ။မှဝန်ထမ်းလုပ်တဲ့လူခုနကျွန်တော်ပြောတဲ့ကျင်းထဲမှာရှိတဲ့လူကဘာဖြစ်လို့ဒီကျင်းတဲ့ရံကိုမကြော်တက်ချင်လဲဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဘာဖြစ်လို့လဲဒီကျင်းထဲမှာပဲထမင်းရှိတယ်ဆိုလို့ထင်လို့သူဒီကျင်းထဲမှာပဲတသက်လုံးနေသွားတဲ့လူအများကြီးပါပဲ။ဒါကဘာမျိုးလောကမှာလူဆိုတာတကားတွေအများကြီးရှိတဲ့အထဲမှာမတ်တက်ရက်နေတဲ့လူတယောက်ပါပဲလူပါပဲတကားအများကြီးကိုခောက်ခွင့်ရှိပါတယ်အဲတကားအများကြီးကိုဆွဲဖွင့်ခွင့်ရှိပါတယ်ကိုနဲ့တင့်တော်တဲ့တကားကိုဖွင့်မိပြီဆိုမှအဲ့တကားတွေကိုဝင်မှာကိုခောက်မိတဲ့တကားကိုဒီတကားလေးကလည်းအဆင်ပြေတယ်ဆိုပြီးတော့ဘယ်တော့မှထွက်မတော်ပါအနောက်ပြန်ဆုံးကြည့်ပါပြီးတော့ပြန်ရကြည့်ပါတကားတွေအများကြီးကြံနေပါသေးတယ်ဒါတို့အရွယ်ငယ်ငယ်လေးရှိပါသေးတယ်တကားတွေကိုဆက်ပြီးတော့ခောက်ကြည့်ပါကိုနဲ့တင့်တော်တဲ့တကားကိုရှာတွေးအောင်ကြိုးစားပါလို့ကျွန်တော်အကြံပေးခြင်းပါအတိုင်းကျေးဇူးပါပြီးပြီနော်ပြီးပြီဆိုတော့ကျွန်တော်ရဲ့အလှည့်ကိုဒီမှာရက်နာပြီးတော့ဆရာမောင်သားချိုရဲ့အလှည့်ကိုပြီးကြမယ်ဆရာမောင်သားချိုရဲ့စကားတွေကိုလည်းတတိချာနားထောင်ပြပါဆရာမောင်သားချိုအတွက်လက်ခုပ်နဲ့နိုင်ငယ်ကျေးဇူးပါလေကလေးကို